minor cliche line ကိုခေါ်ရပါတော့ minor cliche line ကဘာလဲဆိုတော့ bass note လေးတဖြည်းဖြည်းနဲ့ဆင်းသွားတာပေါ့အဓိကတော့ဒီမှာ E minor ဒီလိုမကင်တော့ဘဲနဲ့သူ့ရဲ့အောက်က E note space ကိုလေးချိုးရဲ့ E note space လေးကိုထောက်ထားရပေါ့လက်ကလေးနဲ့ထောက်ပြီးတော့ကင်လိုက်တယ် minor cliche line တီးမှာဖြစ်တဲ့အတွက်ကြောင့်မို့ E minor ပြီးတော့လို့ရှိရင် E minor major 7 E minor major 7ကျဒီ bass note လေးကိုပဲတို့ flat line ပေါ့နော်ဟိုဘယ်လိုပြောမလဲ E minor E note ကနေ E flat note ကိုပြောင်းသွားတယ်လေအောက်ကလေးကျော်တော့ဒါထားတယ်အပေါ်နှစ်ကျိုးမပါရဘူးပေါ့နော်အဲ့တော့အဲ့မှာ bass note ပြောင်းလဲလေးဖြစ်သွားတယ်အဲ့နောက်ထပ်ကျတော့နောက်ထပ်ထပ်ပြီးတော့ flat တဲ့အခါလက်ကျိုးကိုရောက် open ပေါ့နော်ဟုတ်ပြီအဲ့တော့နောက်ထပ်ပြီးတော့ flat အောင်မှာဒါပေမဲ့ထပ်ပြီးတော့လက်ကျိုးရဲ့နောက်မှာထပ်ပြီးတော့မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်လို့တို့ဒီ၅ကျိုး၄ဘက်ကိုတက်လိုက်မယ်နော်E note ကိုတော့ပြန်ထောက်လိုက်ပေါ့မထောက်ရင်လည်းမြင့်ထားပါမဟုတ်လို့ရှိရင်တော့7ဖြစ်သွားလိမ့်မယ် sorry ခုနကဆိုရင်ဒါ E minor major 7ဒါ E minor dominant 7 E minor 7ပါပြီး E minor 6နောက်မှရောက်လာမယ်အဲ့ဒီကောင်လေးကိုတီးမယ်ဆိုရင်ဒီလေးကျိုးကိုမြုပ်ကျင်မမြုပ်ကျင်လို့ရှိရင်ခုနက E note ကိုသွားပြီးတော့လက်ညှိုးလေးနဲ့သွားထောက်လို့လည်းရတယ်ဟုတ်ပြီနော်အဲ့တော့bass note လေးတစ်ဖြည်းဖြည်းနဲ့အဲ့လိုဆင်းသွားပါတော့ chord progression အရာတော့ E minor major 7 E minor 7 E minor 6ပေါ့နော်အဲ့လိုမျိုး chord ၄ခုအတွဲလိုက်လေးပါလိုက်ဆိုအဲ့ကောင် minor cliche line လို့ခေါ်တာပေါ့နော်အဲ့ဒီမှာ E minor နဲ့ပြထားတယ်တကယ်လို့ဒါA minor ဆိုလို့ရှိရင်ဒီလိုသွားလို့ရတယ်ဒီ A minor ကိုဒီလိုမကင်မဲနဲ့ဒီလိုလေးကင်လိုက်တယ်ဒါလည်း A minor ပဲလीအပေါ်ကကောင်နှစ်ကျိုးကိုဖြုတ်လိုက်တယ်နော်အဲ့တော့အဲ့တိုင်းပဲပြီးရင်ဒီကောင်လေးကိုလည်းလုပ်လိုက်တယ်ပြီးရင်ဟိုဘက်ကိုသွားမယ်ဒါဆိုတာ A minor major 7 A minor 6 okay အဲ့လိုမျိုးပေါ့နော်ဒါလေးက A minor cliche line ပေါ့နော်အဲ့ minor cliche လေးကအများကြီးပဲတွေ့ရတယ်အခုဆိုလို့ရှိရင်ဒါကဒုတိယလိုသချင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်ဟိုဘယ်လိုပြောမလဲကီးကကြီးနဲ့ရေးပေးထားလို့ပေါ့နော်ကြီးနဲ့ရေးပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကပ်ပေါ်က2မှညက်တယ်ကဲလို့ကပ်ပေါ်2မှမညက်ဘူးဆိုရင်တော့ခုနက A minor တော့အတိုင်း F sharp minor major 7 sharp minor 7 sharp minor 6လို့သွားတယ်ဆိုတော့ကျွန်တော်ကပ်ပေါ်ညက်လိုက်တဲ့အခါကျတော့ F sharp minor မဟုတ်တော့ဘူး E minor ဖြစ်သွားမှာပေါ့နော် E minor major 7 E minor 7 E minor 6 minor cliche line ပေါ့နော်ဒါဒုတိယလူတချင်းမှာပါတဲ့ minor cliche line လေးပေါ့တခြားတချင်းတွေမှာလည်းပါပါတယ်ဥပမာZobin Toy ရဲ့လေးတွေပေါ့လေဥပမာသူရဲ့ချီကိုလက်စားမီဖြူရှာကြည့်ခဲ့လေလေးရဲ့မင်းတဲ့အဲ့လိုမျိုးပေါ့Zobin Toy ရဲ့အဲ့တချင်းမှာလည်းပါတယ်တခြားသောတချင်းတွေမှာလည်းတွေ့ရတတ်ပါတယ်အဲ့တော့ minor cliche line ကိုအဲ့လိုမျိုးလေးအသုံးပြုပဲအခုတော့ဒုတိယလေးတချင်းမှာအဲ့ E minor cliche line လေးပါတယ်ပေါ့နော်ဟုတ်ပြီအခုတချင်းရဲ့ဒီလိုရဲလေးကိုဆက်လိုက်ကြမယ်တချင်းက E A ဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကပ်ပေါ်2မှညက်ပြီးတော့ G လေးနဲ့အလွယ်တကူပြထားတယ်ပေါ့နော်ရေးလေးရေးပေးထားတယ်အဲ့တော့ရေးပေးထားတဲ့ notes ကိုကျွန်တော် comment မှာလည်းပြန်မှတ်ပေးထားမယ်ပေါ့လေ comment မှာကြည့်ထားလို့ရမယ်ပေါ့ကြည့်ပေးလို့ရမယ်အဲ့တော့အခုကျွန်တော်တို့ G E minor half-bar ပေါ့ G နဲ့ E minor half-bar ကိုကျွန်တော် half-bar တွေဆိုလို့ရှိရင် pattern ကဒီလိုပြီးမယ်ပေါ့ down 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 up down 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 up 1 2 and 3 4 and အဲ့လိုမျိုးလေးပြီးမယ်အဲ့တော့ကျွန်တော်က1ဆိုလို့ရှိရင်G ပေါ့လေ G 1 2 and 3မှာ E minor ဖြစ်သွားပြီ3 4 and half-bar ဆိုရင်အဲ့လိုမျိုးပြီးမယ်အဲ့တကယ်လို့ full bar ဆိုလို့ရှိရင်တီးလို့ရ
နော်စလိုကိုအဆင်ပြေလို့တီးကြပါနော်အဲ့တော့အခုကျွန်တော် verse ကနေစပြီးတော့တီးပြမယ်ပေါ့နော်ဆိုလဲဆိုမဲ့တီးလဲတီးပြအဲ့တော့3 ငါအသေးကွယ်အောင်ကွယ်မင်းစကားနာထောင်မေတကယ်ကိုမင်းဆုံးဖြတ်ငါလည်းနှလုံးသွင်းရဲ့ရှူမတတ်ဖြစ်ခဲ့ရရဲ့ဒါပေမဲ့လည်းဒီ oh ချစ်သူရဲ့ decide to connect oh မင်းဆုံးဖြတ်ကိုညမှုကွယ်ဒီလိုမျိုးဖြစ်မယ်ပေါ့အဲ့ကျွန်တော်ခုနက chorus မှာနော် have bow ဆိုလို့ရှိရင်1 2 and 3 4 and 4လို့တီးရမယ်လို့ပြောခဲ့ပေမဲ့ chorus မှာတီးမသွားတာဘာကြောင့်လဲဆိုတော့ chorus ကကျွန်တော်ကြွနေရလေးဖြစ်တဲ့အတွက်ကြောင့်လို့1 2 and 3 4 and တီးမယ်ဆိုရင်じゃနည်းနည်းလေးပြင်းချောက်ဖြစ်နေမှာအခါကျတော့ chorus ကိုကျွန်တော်ကြွလေးပြန်ပြောင်းပြီးတော့မှုအရာတီးပေးလိုက်တယ်ပေါ့နော်ဆိုတော့တချင်းနေတီးတယ်ဆိုတာလည်းအဲ့လိုပါပဲကိုတန်ရပေါ့လေစလိုကိုလို့သတ်မှတ်ထားပေမဲ့ကိုတန်တဲ့ပတ်တန်အတိုင်းစလိုကိုပတ်တန်ပေါ့နော်စလိုကိုတချင်းရဲ့အောက်မှာစလိုကိုပတ်တန်ကိုအဆင်ပြေတဲ့ပတ်တန်ကိုတုံးလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ move အရာတယောက်နဲ့တယောက် move မတူတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက်စလိုကိုလက်ခတ်တာတော့မှမတူပွဲပြနေရလေးတွေရှိရပေါ့နော်အခုကျွန်တော်ကဒီတချင်းကိုဒီလိုလေးခတ်မယ်ဘယ်လိုလက်ခတ်ရမလဲဆိုတော့မသိရလူတွေအတွက်ဒီလိုလေးခတ်တယ်ဆိုတော့ပြောပြပေးခြင်းဖြစ်ပါတယ်notes လည်းထုတ်ပေးထားပါတယ်cough frame ကိုစာသားရော comment မှာမှတ်ပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်